ယင်းနှိမ့်မြုပ်နှံပါလို့ပြောရင်ဘာကိုစဉ်းစားမိလဲကျွန်တော်တို့ဘယ်နေရာတွေမှာယင်းနှိမ့်မြုပ်နှံကြမလဲအကောင်းဆုံးယင်းနှိမ့်မြုပ်နှံမှုကရောဘာဖြစ်မလဲ Warren Buffett ကတော့ပြောတယ်အကောင်းဆုံးယင်းနှိမ့်မြုပ်နှံမှုဆိုတာကိုမှာယင်းနှိမ့်မြုပ်နှံခြင်းပဲအဲ့တော့ယင်းနှိမ့်မြုပ်နှံမှုစမယ်ဆိုလို့ရှိရင်ကိုမှာအရင်ဆုံးယင်းနှိမ့်မြုပ်နှံပါဒါကြောင့်ကျွန်တော်တို့တခြားမှာယင်းနှိမ့်မြုပ်နှံမှုတွေမလုပ်ခင်မှာကိုမှာယင်းနှိမ့်မြုပ်နှံပါကိုအုံနောက်ထဲမှာယင်းနှိမ့်မြုပ်နှံပါကိုရဲ့အတွေးအခေါ်တွေမှာယင်းနှိမ့်မြုပ်နှံပါကိုယ့်ရဲ့တိုးတက်မှုတွေမှာယင်းနှိမ့်မြုပ်နှံပါကိုယင်းနှိမ့်မြုပ်နှံမှုမလုပ်ထားဘဲနဲ့ကျွန်တော်တို့မှာရှိတဲ့ငွေတွေကိုတခြားမှာယင်းနှိမ့်မြုပ်နှံဖို့ကိုစဉ်းစားလိရှိကြတယ်အဲ့တော့ကို့မှာပတ်စံလေးတွေစုမိလာပြီငွေပုံငွေရှံလေးတွေရှိလာပြီစုမိဆောင်မိလေးတွေရှိလာပြီဆိုလို့ရှိရင်ငါဘယ်မှာယင်းနှိမ့်မြုပ်နှံရင်ကောင်းမလဲအကောင်းဆုံးယင်းနှိမ့်မြုပ်နှံမှုကဘာများဖြစ်မလဲဆိုပြီးတော့အပြင်မှာလိုက်ရှာကြတယ်ပြီးတော့ကိုယ့်ရဲ့ငွေလေးတွေကိုအကောင်းဆုံးလို့ထင်မဲ့ယင်းနှိမ့်မြုပ်နှံမှုလေးတွေမှာတွားရောက်ပြီးတော့ထဲ့ဝင်ကြတယ်ယင်းနှိမ့်မြုပ်နှံကြတယ်အခက်မသိရင်အလိန်ခံရမယ်အရှုံးပေါ်မယ်ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရနိုင်တယ်အဓိကဒီအပြင်မှာလိုက်ပြီးတော့ကိုယ့်ရဲ့ငွေတွေကိုယင်းနှိမ့်မြုပ်နှံမှုတွေမလုပ်ခင်မှာပထမဦးဆုံးကိုမှာယင်းနှိမ့်မြုပ်နှံဖို့လိုအပ်ပါတယ်ကိုမှာယင်းနှိမ့်မြုပ်နှံခြင်းဟာအရှုံးမရှိသောအမျက်သေးကြသောယင်းနှိမ့်မြုပ်နှံမှုတစ်ခုသာဖြစ်ပါတယ်ရေရှည်အတွက်လည်းအမတန်မှကောင်းတယ်ဒါကြောင့်တခြားမှာယင်းနှိမ့်မြုပ်နှံမှုနောက်မှလုပ်ပါအရင်ဆုံးကိုမှာယင်းနှိမ့်မြုပ်နှံပါအရင်ဆုံးသင်ယူပါအရင်ဆုံးလေ့လာပါအရင်ဆုံးမိမိကိုမိမိပြည့်အောင်ဖြည့်ပါကိုပြည့်အောင်ဖြည့်ထားမှကိုမှာအတွေးခေါ်တွေကျွမ်းကျင်မှုတွေအတွေ့အကြုံတွေပညာတွေပြည့်ဝလာတော့မှပြင်ပမှာယင်းနှိမ့်မြုပ်နှံမှုတွေလုပ်တာပို့ပြီးတော့ safe ဖြစ်ပါတယ်ပို့ပြီးတော့ကောင်းမွန်ပါတယ်ဒါကြောင့်အပြင်မှာယင်းနှိမ့်မြုပ်နှံမှုတွေမလုပ်ခင်ကိုမှာယင်းနှိမ့်မြုပ်နှံမှုလုပ်ဖို့စဉ်းစားရမှာဖြစ်ပါတယ်ဘယ်နေရာတွေမှာယင်းနှိမ့်မြုပ်နှံမလဲကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့အတွေးအခေါ်တွေမြင့်မားစေမယ့်နေရာတွေမှာယင်းနှိမ့်မြုပ်နှံဖို့မကြောက်ပါနဲ့ပတ်စံတွေသုံးရဖို့ဝန်မလေးပါနဲ့ကိုယ့်ရဲ့တိုးတက်မှုအတွက်သုံးတဲ့ငွေကြေးကိုယ့်ရဲ့အတွေးအခေါ်အသိပညာတွေစိတ်သက်ခွန်အားတွေရရှိလာမယ့်နေရာတွေမှာသုံးတဲ့ငွေကြေးဥပမာစာအုပ်တွေဝယ်မယ်သင်တန်းတွေတက်မယ်လေ့လာသင်ယူမှုတွေလုပ်မယ်ပညာရေးအတွက်သုံးမယ်ဖွံ့ဖြိုးတိုးတက်မှုအတွက်သုံးမယ်ဒါတွေဟာကိုယင်းနှိမ့်မြုပ်နှံနေခြင်းဖြစ်ပါတယ်ကိုယင်းနှိမ့်မြုပ်နှံခြင်းအပြင်ကိုယ့်ရဲ့တန်ဖိုးတွေဟာပုံမှုတက်လာပြီးတော့အနာဂတ်မှာဝင်ငွေများစွာကိုရှာပေးမှာဖြစ်ပါတယ်ဒါကြောင့်သင်ဟာသင်ယူလေ့လာမှုတွေလုပ်ပါသင်များများသင်လေလေသင်များများလေ့လာလေလေသင်များများပိုသိလေလေအနာဂတ်မှာငွေတွေပို့ပြီးတော့ရရှိလေလေဖြစ်ပါတယ်အကျိုးအမြတ်တွေကိုဖန်တီးနိုင်လေလေဖြစ်ပါတယ်ဒါကြောင့်ကိုမှာယင်းနှိမ့်မြုပ်နှံမှုမနှမျောပါနဲ့အရှုံးမရှိသောယင်းနှိမ့်မြုပ်နှံမှုအကောင်းဆုံးယင်းနှိမ့်မြုပ်နှံမှုအဖြစ်တင့်ကိုယ်တင်ယင်းနှိမ့်မြုပ်နှံလိုက်ပါလို့မှာချင်ပါတယ်